view မဲဟုတ်အဲ့ဒါကျွန်တော်ဖြူပြီးပြီလေကျွန်တော်ဖြူပြီးပြီ အကောင်မင်းတို့ view လားငါမကြိုက်ဘူးငါ view မဲငါ view မဲ ဒီ interview မဲမင်းတို့ဒီကုမ္ပဏီမှာဘယ်လို boss ဘယ်လိုစတိကျွန်တော် ဟမ် ကျွန်တော်မဟုတ်ဘူးလို့ဗျာဟိုအာစရိယဘောစီအာစရိယစတိတထေးအာစရိယတထေးဟုတ်ကဲ့ ဒီကုမ္ပဏီရဲ့ပိုင်ရှင်တစ်ဖေးအဲ့တော့ချုပ်ကိုယ်တိုင်ဒီမှာလာဖြေတဲ့ဝန်ထမ်းကောင်မလေးတွေကို interview ဟုတ်နော်မင်းတို့လည်းမဆိုင်မင်းတို့အားလုံးတက်နေဟုတ်ကဲ့လာတယ်ကွာဒါနေလို့ပြောနေတမီးနာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြူဖြူပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဟုတ်ဘာဆိုင်လို့လဲ ဒါကငါကိစ္စငါတိတ်တယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟိုတကယ်အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟာလမ်းမလားလေးလေးလမ်းတော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအာကျွန်တော်တို့ပုံမှန်ဘာမှမတက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တက်ထိုင်လို့ပြောနေတယ်ဒီကမနဲ့ရွှေ့သားမဲကိုကပြုတ်စော်လန်းနေပြီပဲနော်တမာရွက်ပြုတ်စော်လန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန်းမလားမလန်းလေနော်ဟိုဦးကလည်းကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆရာ ဘာလို့ မဟုတ်လေကိုအတန်ကကျေတော့အတန်ကျေတော့စိတ်ကြမ်းလူကြမ်းလာသူလန့်မှာမယ်အဲ့တော့ interview ကိစ္စဆက်ပြောမယ်အဲ့တော့ဦးတို့ကုမ္ပဏီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြက်ရတနာပေါ့အဲ့ဒါကြောက်မြက်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တဲ့ချက်တာလိမ့်လာရနော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခက်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတဲ့တခြားဖြစ်မေးရမယ်ဆိုတေချာနဲ့ပတ်သက်ပြီးတော့သုံးလီဘလောက်လဲပြော ကိုပါရှင် ကိုအကောင်တော့ကွာတားပြောတော့ပဲဒါတော်ရောမပြောနိုင်ဘူးမင်းတို့လောကောင်မျိုးမပြောနိုင်ဘူးအုံနောက်မှမရှိတာဒါအပြိုဖြစ်လို့ပြောနိုင်တာသမီးအပြိုကနော်ဟေးကောင်တော့ဟုတ်ပဲတကယ်လေးလာကအကောင်တဲ့မိခေါင်းကအဲ့လိုခက်ခက်မေးရတယ်လွယ်ရမေးသူတို့စွပ်ပြေပန်မပေါ့ဒီမိခေါင်းဘယ်လောက်ခက်လဲသုံးလီကိုဘယ်သူမပြောနိုင်ဘူးသမီးကတန်းပြောနိုင်တယ်ဖြိုးလေးကတန်းပြောနိုင်လို့လေအဲ့တော့တန်းမခံဘူးနော်သမီးကိုဥပြူတယ်ကြိုက်လားမဟုတ်ပြူတာအင်တာဗျူးတယ်ကြိုက်လားလို့သမီးကတော့ပြောလိုက်တာချက်ပေါ်ကောင်းတော့ဟိုလေပြူကနော်အဲ့ဒါကိုကောင်းတာအကောင်းဆုံးကအဲ့ဒါပဲအပြူဆိုတာလေးကစက်တီရှိနေတယ်တက်လားအဲ့ဒီတစ်ခါသမီးကိုခုနကတည်းကမေးရမယ်မေးခွန်းတဲ့ကိုနည်းနည်းခက်တယ်ခုနမေးခွန်းကခက်တယ်ဒါပေမဲ့ तू ဒီကာကသူ့တဲ့နည်းနည်းခက်တယ်ဒါပေမဲ့သမီးစိတ်တွေမလှုပ်ရှားနဲ့နော်သမီးစိတ်လှုပ်ရှားရင်မျက်နှာကိုဒီချာဆက်ကြည့်လိုက်တည်ငြိမ်တော့မယ်အဲ့တော့ဦးမေးတဲ့မေးခွန်းကိုသမီးဖြေနိုင်တော့မယ်နော်အဲ့ဒီကသမီးကိုမေးမှာကသမီးရွှေတကုံဖျားတိတ်တာလားသိရပါဘူးတော်လိုက်တော့ကွယ်ရွှေတကုံဖျားကိုတိတ်တယ်အစမ်းတော်တော့ပဲသမီးရဲ့အပြိုပဲနော်အဲ့ဒီရွှေတကုံဖျားကမြန်မာနိုင်ငံရဲ့ဘယ်မြို့မှာရှိပြည့်တည်တယ်ပြောလားမိုးကပါတော်လိုက်မဟုတ်လေမဟုတ်ဘူးသမီးဟိုထိုက်ပေါ်ရောက်တော့တောင်တဲရောက်တော့ပြီးအောက်ပြန်ဆင်းလိုက်နော်ရတယ်သမီးရတယ်အေးစီစီပဲဘာဖြစ်အပြေရတယ်ဒီတောက်မယ်မန္တလေးပါဟုတ်ပြီခုံချလိုက်ပြီသဘောကျတယ်အမြင်ကအောက်ကျလာပြီးတော့သမီးအဲ့ဒီတိုင်းတက်ဆက်သွားလိုက်ရောက်ခဏလေးပဲနော်ရောက်မယ်အဲ့တိုင်းသွားနေပြီးတော့ဟုတ်ပြီခဏရတယ်လေကွယ်ဘရိတ်ကလည်းဘလို့ညံ့တယ်လို့မသိသမီးကအဲ့တိုင်းဆက်သွားလိုက်ရောက်တော့မယ်တယ်လေရောက်ခဏလေးလို့လောက်ဆက်သွားလိုက်နော်ဒီလိုဖျားပါမစီတယ်ဒီပုံနဲ့ဒုက္ခပဲအရာတယ်ဘလို့တော့မဆက်သွားလိုက်တော့နော်စီနေနဲ့ဆက်သွားလိုက်ဒီချပြန်လောက်လိုက်စောင်းနေရတဲ့အဖြစ်မှန်မလောက်ဆက်ကြည့်အော်
ရေးတဲ့ကြောက်တန်းမှရှိရ အဲ့ဒါကြောတာအော်ကြော်တော့ပြီဒုက္ခပဲကွာမဟုတ်ဘူးလေသမီးလည်းများတော့ပြီသမီးကအချိန်လောတော့ပြီဘက်ပြန်ဆောက်လိုက်ဟဲ့လားဒီရထိုးပြီးတော့ဘက်ဆောက်လိုက်ဟုတ်နည်းနည်းဆောက်သမီးပဲ ဟိုကမှလေတာဂီတာမှ အဲ့ဟုတ်တော့ဗောဟောဒုက္ခပဲသမီးဆောက်တယ်နဲတယ်ခဏများဆောက်လိုက်လိုက်ရောက်ခလေးတွေပဲလည်းဆောက်လိုက်သမီးရပြီချိန် တီတီဟိုဘဟမ်းမှာ အဲ့ဒါပြောတာတွေ့လားတွေ့တယ်တခါတော့ပြောလို့ရတယ်ဒါပေမဲ့မင်းတို့လုံးငတုံးလေးရှိနေရဲ့တခါတော့ပြောရင်မင်းတို့မှတ်သွားမယ်သမီးကသိနေတယ်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှာစေတကုံဖျားရှိတယ်နော်အဲ့သမီးကသိတယ်ဒါပေမဲ့သမီးကရှောက်ပြောတယ်ဗာလဲဟိုမကောက်တို့ပြီးတော့မန္တလေးရောက်တဲ့နေပြည်တော်ကနေပြပြီးတော့ကြောက်တန်းမှာသွားလိုက်သေးတယ်ဒါပေမဲ့သူသိနေတယ်လေသိနေတဲ့ကိစ္စမပြောတာတော်လက်တဲ့သမီးရဲ့အဲ့ဒီမျိုးလုံးလေးကစားတာကချစ်စရာကောင်းလို့သိတာအဲ့ဒါလေဟိုသမီးကိုဦးရဲ့ကုမ္ပဏီမှာအလုပ်ခံလာပြီမနေ့ဖန်ကစားပြီးအလုပ်ဆင်းလို့ရပြီ တကယ်တော့ တကယ်ပြောတာသမီးကပြောတော့မလားအဲ့ဒီလိုက်တာဘောဆွလမ်းဘောကောင်းလားပြောပါနော်ပြီးတော့သမီးကိုမနေ့ကသမီးရဲ့တောင်းပြောမယ်သမီးကဘာလုပ်ရမလဲဆိုတော့ဦးရဲ့ပထဝီလောက်อ่ะ secretary ဘယ်နဲ့ပထဝီသမိုင်းတွေပါကုန်တာလေ တထေးပဲကွာမင်းလည်းတလောက်ကိုတက်တဲ့ကိုပြောမှာပေါ့မင်းမထောက်နဲ့မထောက်နဲ့တိတ်ခါကြတယ်သူပြောတဲ့ဘာထလုံးကြီးဆိုလဲအဲ့ဒါဟိုပြောရင်တော့သူတိုင်းကြည့်အောင်ပြောရတယ်ဦးရဲ့တက်တော်တော့တက်တော်တော့ ဟိုကိုယ်အတေးမှုကြီး မဲတာနေ မော်ရီက ငါမပေါ်လီမရှိဘူးဟိုတက်တော်တော့ငါအတက်ခဏခဏထွက်နေတပုတ်ပုတ်နဲ့ထွက်နေတော့အဲ့ဒါသမီးကဦးရဲ့အနာကတက်မှာကွာနားရမယ်အဲ့လာစားကတော့သမီးလိုအပ်သလောက်ဒီမေးမယ်အဲ့ဒီချက်တော့အဲ့ချက်တာဟာချိုအဖြစ် ဟောကျမျက်နှာချီသွားတယ်ဟိုအဲကောင်အေးလို့အကြည့်လို့ ရကောင်အေးတယ်ဒီကျင်းလို့မှရေချိုးရတယ်လို့ပဲ အခုခဏပြက်နေလို့ဆရာခဏပြက်နေ တန်းလေးအဲ့ဒါတို့တီးလို့ချက်ပေါ့အောင်တော့ဟာချိုဘာဖြစ်တယ်မလဲ နှာချီပြန်ပြီ ခင်ဗျာလည်းခဏခဏနာချီတယ်ပဲဗျာဘေးကမှနာမှုရှိတယ်လေ နည်းနည်းတော့ပေးရှိပါ ရတယ်လာလက်ရှု ဘာလို့ဆရာ ဒီမှာလေးရှုတဲ့ဘူးလေမရှုမတော့ဒီမှာလေးမတော့လားရှုတဲ့ဘူးရှုဝါအောင်ရှုနော်အဲ့တထောင်မွိုင်းနောက်တထောင်ရှိသေးတယ်